သားသမီးနဲ့ပတ်သက်လာတဲ့အခါမှာသားနဲ့သမီးပဲဟာလိုချင်လို့ဆိုသားပို့လိုချင်လာဒါကအခုမှမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်တော်ခါကလာတော့မြတ်စွာဘုရားနဲ့အလွန်ရင်းနှီးတဲ့တာဝတိမြို့ကပတိနေရီကောသလမင်းကြီးအဲ့ဒီပတိနေရီကောသလမင်းကြီးကအသိပညာအလွန်ကင်းပါတဲ့ဆင်းရဲသူအမျိုးသမီးဆင်းရဲသူဆိုတာဟိုမင်းမျိုးမင်းနွယ်တွေကမဟုတ်ဘူးသူကပန်းဥယျာဉ်စောင့်တဲ့ပန်းဆိုင်ပြိုးတဲ့မိသားစုတွေကအမျိုးသမီးလေးတယောက်မန္လိကာလို့ခေါ်ပညာရှိတဲ့တက်လက်တဲ့ချက်ချတယ်အဲ့ဒါကြီးမိဖုရားမြောက်ထားပြောမယ်ဆိုလို့ရှိရင်မင်းမျိုးတွေကမဟုတ်သည့်အတွက်ကြောင့်မိဖုရားမြောက်ထားပြီမဲ့တက်လက်ချက်ချမှုကြောင့်သူ့ကိုအားကိုးရတနေ့ကျတော့အဲ့ဒီမန္လိကာမိဖွားတာသောတရမင်းကြီးကမြတ်စွာဘုရားကျောင်းတော်ရောက်ပြီးဘုရားရှိခိုးစကားထိုင်ပြောနေတဲ့အချိန်နောက်ကနန်းတော်ကလူတယောက်လိုက်လာပြီးဘုရင်ကြီးနာကပ်ပြီးတော့တိုးတိုးလေးပါပြောတော့ဆိုမန္လိကာဒေဝီဒေဝဒီတာဝိဇာတာမန္လိကာမိဖုရားကသမီးလေးမွေးပါတယ်လို့လာပြောတော့နော်မန္လိကာဒေဝဒေဝီဒီတရံဝိဇာတာသမီးကလေးမွေးပါတယ်လို့ပြောတော့ကောသရမင်းကြီးကမျက်နှာကြီးပြက်သွားမျက်နှာပြက်သွားဒီလိုပဲမျက်နှာပြက်ကြလားမသိဘူးဟုတ်တော့တယ်တခါကျတော့အမှတ်မထင်ဗမာဇလန်းနေတဲ့တောင်ပါသေးတယ်နော်မွေးပြီဟာဆိုဟာသားကလေးတယ်ဆိုရင်တော့ပြောနေကြတာတွေ့တယ်နော်သမီးတယ်ဆိုရင်မျက်နှာပြက်သွားတာတော့ပြောတတ်ဘူးအဲ့ဒီမှာမန္လိကာမိဖုရားဟာသမီးတော်ကိုမွေးဖွားပါတယ်လို့ဆိုတော့ကောသလမင်းကြီးကမျက်နှာပြက်သွားမြတ်စွာဘုရားကတိလိုက်တဲ့အခါကျတော့ကောသလမင်းကြီးကိုဖြောင်းပြပြီးတော့ဘာစကားပြောလိုက်တော့ဘုရားပြောတာလေးကိုမှတ်တာနော်သမီးမွေးလို့ရှိရင်မြတ်စွာဘုရားရဲ့မြတ်စွာဘုရားကအားလုံးကိုမြင်ပြီးတော့လူအားလုံးစိတ်ချမ်းသာစေရလူတွေကတစ်ဖက်ဖက်မြင်တာဟုတ်မြတ်စွာဘုရားကဘက်ဆုံးမြင်ပြီးတော့ဟောတာအဲ့ဒီမှာဘုရင်ကြီးကိုအားပေးတာဘယ်လိုပေးအားပေးလဲအဋ္ဌိပိဟိဧကိစီယသေယပောတသနာတိပါဘုရင်ကြီးတဲ့မင်္ဂလေးဆိုပေမဲ့လို့စိတ်မပြတ်ပါနဲ့တဲ့ကောင်းပါတယ်တဲ့မွေးပါတဲ့သမီးလေးဆိုပြီးတော့စိတ်မပြတ်ပါနဲ့ကောင်းပါတယ်မွေးထားပါမေရာဝိနိသီလဝတိတတ္တုဒေဝပဋိဝတာအဲ့ဒီသမီးမင်းကလေးလေးကအသိပညာထက်မြက်တယ်နော်ကိုချင်းသီလတွေကောင်းတယ်အိမ်တော်ရသားကျသွားတဲ့အခါရောက်ခမကိုယူသေးတယ်လေးစားတယ်နေယောက်ျားကိုယူသေးလေးစားတယ်ဆိုတဲ့အကျင့်ကောင်းတဲ့သမီးကလေးဖြစ်လာလို့ရှိရင်တတ္တယောဇာယတိပောတောသူရောဟောတိဒိတမတိအဲ့ဒီလိုမိန်းကလေးလေးသမီးတော်လေးကနေပြီးတော့သားတော်လေးတစ်ပါးနောက်ထပ်မွေးလာတယ်ရဲစွမ်းတတ္တိရှိပြီးအသိပညာထက်မြက်တဲ့သားတော်လေးရလာမယ်ဆိုရင်ဒါဓိတာသူပကိယပုတ္တောရစ္ဆံပိနုတတတိဒီလိုအမျိုးသမီးတယောက်အခုလိုမွေးလာတဲ့ဒီမိန်းကလေးလေးရဲ့သူ့သားကြတဲ့အခါကျတော့တိုင်းပြည်အုပ်ချုပ်နိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်ဖြစ်လာတတ်တယ်တဲ့ဟောအမြော်မြင်နဲ့ပြောတာနော်မြတ်စွာဘုရားပြောတာဟုတ်တယ်လေသားကောင်းယရနာဆိုတာအဖေကမွေးတာမှမဟုတ်တာဘယ်သူကမွေးတာအမေမမွေးလို့ရတာလေအဲ့တော့ကောင်းမြတ်တဲ့သားဆိုလဲအမွေကမွေးတာပဲမဟုတ်လားလောကမှာထူးချွန်ပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်နိုင်စွာရှိတဲ့ဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေမွေးလာတာဘယ်သူကမွေးတာအမေကမွေးတာအဲ့ဒါဆိုအမေရဲ့တန်ဖိုးတက်မသွားဘူးလားဘုရားပြောတာဟောအမျိုးသမီးဟာလည်းတန်ဖိုးရှိတယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားလူပြောတာနော်ဟုတ်တယ်လေဘုရားတော်မှာပဲအမေကမွေးမှဘုရားဖြစ်တာတဲ့အမေမပါဘဲနဲ့ဘုရားမှမဖြစ်တာဟုတ်အဖေတယောက်တည်းနဲ့ဘုရားမှမမွေးနိုင်တာဒါကြောင့်မလို့စိတ်မပြည့်နဲ့နောက်တစ်ဆက်ဟာအင်တမအခြေအနေကောင်းတယ်တန်ဖိုးရှိတဲ့ထူးချွန်တဲ့ပုဂ္ဂိုလ်တယောက်ကိုဟောဒီလိုမိခင်မျိုးကပဲမွေးပေးတာပါလို့
မြတ်စွာဘုရားဒီလိုပြောတာနော်